အဖေအရင်ကသမီးအရင်ကို6နှစ်တိတိမဒိန်ကျင်းလာတဲ့ဆိုတဲ့ထိုင်းသတင်းကိုကျွန်တော်ပြန်လည်ပြောပြပေးသွားမှာဖြစ်ပါတယ်สาวอายุ17 ปีที่ถูกพ่อแท้ๆข่มขืนมานานถึง6 ปีแล้วบอกใครဖြစ်စဉ်မှာတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကားတက္ကစီမောင်းတဲ့ကလေး3ယောက်အဖေဖြစ်သူကအသက်19နှစ်အရွယ်သမီးအကြီးဖြစ်သူကိုမဒိန်ကျင်းလာတာ6နှစ်ရှိပြီလို့ထိုင်းသတင်းတွေမှာပြောပါတယ်ဒီအမှုနဲ့ပတ်သက်ပြီးတိုင်ကြားခဲ့သူမှာတော့အသက်73နှစ်အရွယ်သမီးအလက်ဖြစ်သူပဲဖြစ်ပါတယ်အမားဖြစ်သူရဲ့ခံစားနေရတဲ့ကိစ္စနဲ့ပတ်သက်ပြီးမကြည့်ရလို့ထိုင်းရဲတွေရှိမှတွားရောက်တိုင်ကြားခဲ့တယ်လို့ထိုင်းသတင်းတွေမှာပြောပါတယ်ထိုင်းရဲတွေရှိမှတွားတိုင်ခဲ့တဲ့နေကဆိုရင်အမားဖြစ်သူကိုအဖေဖြစ်သူက24နာရီလုံးအခန်းထဲမှာပိတ်လှောင်ထားတယ်လို့ပြောပါတယ်ပြီးသွားတဲ့အခါမှာတော့ကိုထီလက်ရောက်ရိုက်နှက်တာတွေလည်းရှိတယ်နောက်ပြီးသမီးအကြီးဖြစ်သူကိုအိုင်းနေမှာလည်းမဒိန်ကျင်းတာတွေရှိတယ်လို့ထိုင်းသတင်းတွေမှာပြောပါတယ်အိုင်းနေမှာတော့အမားဖြစ်သူကိုအဖေဖြစ်သူကနှိပ်စက်မဒိန်ကျင်းနေတာနဲ့ပတ်သက်ပြီးသမီးအလက်ဖြစ်သူကအမားဖြစ်သူရဲ့ခံစားနေရတဲ့ခံစားချက်တွေကိုချရေးထားတဲ့စာအုပ်ကိုယူပြီးတော့လမ်းမပေါ်ကိုငိုပြီးထွက်ပြေးသွားခဲ့ပါတယ်။အဲအချိန်မှာတော့ရက်ကွက်ထဲမှာကင်းလှဲနေတဲ့ထိုင်းရဲနဲ့သွားတွေ့ခဲ့ပါတယ်။အဖေဖြစ်သူရဲ့ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီးရဲတွေကိုပြောပြခဲ့ပါတယ်။အဲအခါမှာတော့ထိုင်းရဲတွေကသမီးအလက်ဖြစ်သူနဲ့လိုက်ပြီးအိမ်မှာတွားရောက်စစ်ဆေးခဲ့ပါတယ်။ရဲတွေအိမ်ကိုရောက်သွားတဲ့အခါမှာတော့သမီးအကြီးဖြစ်သူကအခန်းထဲကနေထွက်လာပြီးရဲတွေရဲ့အနောက်မှာငိုပြီးတော့တွားပုံနေခဲ့ပါတယ်။ရဲတွေကအဖေဖြစ်သူကိုစစ်ဆေးခဲ့ကြပါတယ်။ရဲတွေစစ်ဆေးတဲ့အခါမှာတော့အဖေဖြစ်သူကဒီကိစ္စနဲ့ပတ်သက်ပြီးငြင်းဆိုခဲ့ပါတယ်။အဲ့ဒါနဲ့ရဲတွေကလည်းသမီးအကြီးကိုလှောင်ပိတ်ထားတဲ့အခန်းထဲမှာဆက်လက်ရှာဖွေခဲ့ပါတယ်။ရှာဖွေတဲ့အခါမှာတော့အဲ့ရရဲ့အောက်မှာအဖေဖြစ်သူရဲ့ဖုန်းကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဖုန်းကိုစစ်ဆေးကြည့်တဲ့အခါမှာသမီးဖြစ်သူကိုအာဓမကျင့်ထားတဲ့ဗီဒီယိုတွေကိုတင်စီထားတာကိုတွေ့ခဲ့ရတယ်လို့ထိုင်းသတင်းတွေမှာပြောပါတယ်။အဲ့အခါမှာတော့အဖေဖြစ်သူကအမှုနဲ့ပတ်သက်ပြီးဝန်ခံခဲ့ပါတယ်။ဝန်ခံတဲ့အခါမှာလည်းအဖေဖြစ်သူကသမီးဖြစ်သူကိုအခုလိုမျိုးလောက်တာတစ်ချိန်ပဲရှိတယ်လို့ပြောပါတယ်။သူအခုလိုလောက်ရတာဟာသူ့သမီးကိုချစ်လို့လောက်ခဲ့တာလို့ပြောပါတယ်။အသက်19နှစ်ရှိပြီဖြစ်တဲ့သမီးဖြစ်သူကချစ်သူကောင်လေးနဲ့အတူသွားနေတာကိုတွေးခဲ့ရတယ်လို့ပြောပါတယ်။အဲအခါမှာတော့သူ့သမီးကိုသူစူငေါပြီးတော့အိမ်ကိုပြန်ခေါ်လာခဲ့ပါတယ်။နောက်ပိုင်းမှာသမီးဖြစ်သူအနေနဲ့ချစ်သူကောင်လေးနဲ့ထပ်ပြီးအခုလိုကျူးလွန်မှာကိုစိုးရင်လို့သူ့အနေနဲ့သမီးကိုချစ်လို့လောက်တာပါလို့ထိုင်းရဲတပ်ဖွဲ့ကိုပြောပါတယ်။ထိုင်းရဲတပ်ဖွဲ့ကလည်းဒီအမှုနဲ့ပတ်သက်ပြီးသမီးဖြစ်သူကိုစစ်ဆေးမေးမြန်းခဲ့ပါတယ်။အဲအခါမှာတော့သမီးဖြစ်သူကအခုလိုပဲပြောပြလာခဲ့ပါတယ်။အဖေကသမီးကိုအခုလိုလှုပ်လာတာဟာဆိုရင်အမေနဲ့ကွဲပြီးကြတဲ့သမီးအသက်17နှစ်ကလေးကလှုပ်လာတာအခုဆို6နှစ်ရှိပြီလို့ပြောပါတယ်။တခါတလေမှဆိုရင်အဖေကသမီးကိုတဲခိုကန်ကိုခေါ်ပြီးတော့အခုလိုကျူးလွန်တာမျိုးတွေရှိတယ်လို့လည်းသမီးဖြစ်သူကရဲတွေကိုပြောပြပါတယ်။အဲ့ဒါနဲ့ရဲတွေကလည်းသမီးဖြစ်သူရဲ့ခံစားချက်တွေကိုချရေးထားတဲ့စာအုပ်ကိုစစ်ဆေးကြည့်တဲ့အခါမှာတော့သမီးဖြစ်သူကအခုလိုပဲစာအုပ်မှာရေးထားတာတွေကိုတွေ့ရှိခဲ့ပါတယ်။အဖေကငါတို့ရဲ့အဖေရောဟုတ်သေးရဲ့လား။အမအနေနဲ့အဖေကိုဒုက္ခလည်းမရောက်စေချင်ဘူး။အဖေကဘာဖြစ်လို့ငါတို့အပေါ်မှာအခုလိုလုပ်ရတာလဲ။အမအနေနဲ့ဘယ်လိုဆက်လုပ်ရမလဲဆိုပြီးစာအုပ်ထဲမှာရေးထားတာပဲဖြစ်ပါတယ်။ထိုင်းရဲတွေကိုတွားတိုင်ခဲ့တဲ့အခါမှာလည်းညီမဖြစ်သူကအမဖြစ်သူရေးထားတဲ့ဒီစာအုပ်ကိုယူပြီးတော့ထိုင်းရဲတွေရှိမှတွားရောက်တိုင်ကြားခဲ့တာပဲဖြစ်ပါတယ်။ပြီးသွားတဲ့အခါမှာတော့သတင်းတောက်တွေကသမီးအရင်ကိုမဒိန်ကျင်ခဲ့တဲ့အဖေဖြစ်သူနေထိုင်တဲ့ပတ်ဝန်းကျင်ကိုမေးမြန်းကြည့်တဲ့အခါမှာတော့ပတ်ဝန်းကျင်ကလူတွေကအခုလိုပဲပြောပြပါတယ်။သူတို့အနေနဲ့ဒီအမှုပေါ်မှာလုံးဝကိုအံ့ဩခဲ့ရတယ်။ဘာလို့လဲဆိုတော့အဖေဖြစ်သူကသူ့သားသမီးတွေကိုသူအရန်ဂယူးဆိုင်တယ်သူ့သားသမီးတွေကိုသူအရန်ချစ်တယ်သူ့သမီးတွေကြောင်းသွားကြောင်းပြန်ဆိုရင်လည်းသူပဲအမြဲလို့အကျိုးအပိုးလုပ်တယ်ပတ်ဝန်းကျင်တွေအနေနဲ့အခုလိုဖြစ်လာလိမ့်မယ်လို့တခါမှမထင်ထားခဲ့မိဘူးလို့ပတ်ဝန်းကျင်ကလူတွေကအခုလိုပဲပြောပါတယ်ปรึกษาแล้วก็ยอมรับเลยว่าทำกับลูกสาวจริงๆဒီအမှုနဲ့ပတ်သက်ပြီးကျူးလွန်ခဲ့တဲ့အဖေဖြစ်သူမှာတော့တန်းငယ်မဒိန်မှုနဲ့ရောအခြားအမှုပေါင်းများစွာနဲ့ပါထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးသွားခဲ့တယ်လို့ထိုင်းသတင်းတွေမှာပြောပါတယ်